ချက်ကြီးကမိဖို့ချောင်းထဲမှာဟင်းချက်နေတုံးပြတွေကစွတ်ပြုတ်ဦးတဲ့လွင့်စင်ကျသွားတယ်ဒါကိုဘယ်သူမှမမြင်လိုက်မိတော့သူကဇွန်းနဲ့အသားလေးခတ်ထုတ်ပြီးစားသုံးသူစီချပေးလိုက်တယ်ဒီဆိုင်ဟာမြို့မှာအကောင်းဆုံးလို့နာမည်ကြီးတဲ့ဘဲကင်ဆိုင်ဖြစ်ပေမဲ့စားတောက်တဲ့နေရာကတော့အတော်လေးညစ်ပတ်တာပါဒီဆိုင်မှာတုတ်ချောင်းတွေကိုဘယ်တော့မှစေးကြောလေးမရှိပဲအဝတ်တစ်ထည်နဲ့ပဲပုတ်တက်ပြီးတန်ရှင်းရေးလုပ်ကြတဲ့စားကျွန်းစားကြံရိုးတွေကိုကျန်းပြင်ပေါ်ပဲပစ်ချထားတတ်တော့လမ်းဘေးကွေးတွေလည်းအဲ့ဒီမှာလာစားကြတာပေါ့စားသုံးသူကလက်တော့ပူဝါလိုချင်ရင်အိမ်သားထဲအထိသွားယူရတယ်ဒီနေ့မှာတော့စားသုံးသူတယောက်ကသူ့စွတ်ပြုတ်ထဲမှာပိုးဟတ်တွေတကောင်တွေ့သွားတယ်စားသုံးသူကပြဿနာရှာတော့ဂျာကြီးရောက်လာပြီးအဲ့ဒီပိုးကောင်ကိုကောက်ပြီးပါဇက်ထဲထဲစားပြလိုက်တယ်ပြီးတော့ဒါကဖန်ခါးတိပါပြလို့လိန်ပြောပြီးမိဖို့ကြောင့်တဲ့ကိုအမြန်ပြေးတော့တာပဲသူကပါဇက်ကိုရေနဲ့ကြပြကြရဆေးပြီးအလုတ်သမားတယောက်ကပိုးသက်ဆေးဘူးကမ်းပြီးတော့ဂျာကြီးကပါဇက်ထဲကိုအားရပါရဖြန်းလိုက်မိတယ်နောက်မှသူဖြန်းလိုက်တာကပိုးသက်ဆေးမဟုတ်ပဲလေးပေးဆက်ပြီးဖြစ်နေတာကိုသိသွားတဲ့ပြဿနာတော့ရှင်းသွားပြီလို့ဂျာကြီးတွေးနေတော့ရှိသေးနောက်နေ့မှာတော့အစားတောက်ဘေးကင်းလုံခြုံရေးစစ်ဆေးမှုတွေရောက်လာပါလေရောဆိုင်ထဲမှာကြွက်တွေရှိတယ်လို့သူတို့ကပြောနေတော့မျက်နှာကြက်ပေါ်ကနေကြွက်နှကောင်ပြုတ်ကျလာတယ်ဂျာကြီးကအမြန်ပဲပကံလုံးတွေနဲ့အုပ်လိုက်ရတဲ့ကြွက်တွေကပကံအောက်မှာရုန်းကန်နေတော့မန်နေဂျာကတစ်ချက်ခုတ်နှစ်ချက်ပြက်ဆိုသလိုကပြနေတဲ့ပုံစံဟန်ဆောင်လိုက်တယ်နောက်ထပ်ကြွက်နှကောင်ထက်ကျလာပြန်တော့ချက်ကြီးလဲပကံနဲ့အုပ်ပြီးလိုက်ကြတာပေါ့စစ်ဆေးရေးမှုကကြောင်ကြည့်နေတော့ချက်ကြီးကကျွန်တော်တို့ကိုလက်လှုပ်ရှားအားကစားလုပ်နေတာပါ TV ထဲကအတိုင်းလိုက်ကနေတာလို့စင်ကြေပေးလိုက်တယ်နောက်ထပ်ကြွက်တွေတကောင်ပြီးတကောင်ကျလာတော့ဝန်ထမ်းတွေအားလုံးပကံလုံးကိုစီနဲ့လိုက်အုပ်ရင်းအတူတူကကြတော့တာပဲဒီလိုနဲ့ပဲစစ်ဆေးရေးကိုကံကောင်းထောက်မစွာကြော်ဖြတ်နိုင်ခဲ့ပါတယ်ဆိုင်ကဘလောက်ပဲညစ်ပတ်နေပါစေစားသုံးသူတွေကတော့တဖွဲဖွဲလာနေကြတာပဲဘဲကင်ကိုစားပြီးရင်လက်ချောင်းလေးတွေကိုတောင်ပြန်လျက်ချင်တဲ့အထိအရသာကရှိတာကိုဒီဘဲကင်နီလန်းကိုဂျာကြီးတယောက်ပဲသိတာပါဝန်ထမ်းတယောက်ကဒီနီလန်းကိုခိုးဖို့စူးစမ်းပေမဲ့ဂျာကြီးကရိပ်မိနေတဲ့ဘဲကင်လုတ်တဲ့အခါဂျာကြီးကသူ့ကိုယ်လုံးနဲ့ကွယ်ထားတတ်တဲ့ဝန်ထမ်းကအိုးတလုံးကိုမှန်လို့အသုံးချဖို့ပြောင်းလဲနေအောင်တိုက်ချွတ်ပြီးချောင်းကြည့်ဖို့စူးစမ်းပေမဲ့ဂျာကြီးကမြင်သွားပြီးအိုးကိုအဝတ်နဲ့အုပ်လိုက်တယ်ဝန်ထမ်းကအရှုံးမပေးပဲကျမ်းပြင်ပေါ်မှာမှန်တစ်ချက်တင်ထားလိုက်တယ်အဲ့ဒီမှန်ကမျက်နှာချက်ပေါ်ကမှန်ကိုထင်ဟပ်စေပြီးအထဲကပါဝင်ပစ္စည်းတွေကိုချောင်းကြည့်ဖို့စူးစမ်းတာပါဒါပေမဲ့ကန်ဆိုးကျင်တော့တိမ်တွေလွင့်သွားပြီးနေအောင်ကြီးကမှန်နှစ်ချက်ကိုဖျက်ပြီးဘဲကင်ပေါ်တက်တက်ကျသွားတယ်ဒါကိုဂျာကြီးကထက်မြင်သွားပြန်ပြီးမှန်ကိုမုံနှစ်တွေနဲ့ပိတ်ပစ်လိုက်တယ်ဒီလိုနဲ့ပဲအလုတ်သမားရဲ့အကြံစီကြီးပျက်စီးသွားရပါတော့တယ်